Okay, today when I speak to you in Burmese, you have to speak back to me in English, okay? Okay, so ကျွန်တော်ရဲ့အဖိုးကစာရေးဆရာတစ်ယောက်ဖြစ်ပါတယ် My grandfather is a writer. Okay, ကျွန်တော်ရဲ့အဖွားကစိုင်းပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ် My grandmother is a shopkeeper. Okay, ကျွန်တော်ရဲ့အဖေကစပိုမှုတစ်ယောက်ဖြစ်ပါတယ် My father is a cook. Okay, ကျွန်တော်ရဲ့အမေကဆရာဝန်တစ်ယောက်ဖြစ်ပါတယ် My mother is a doctor. Okay, ကျွန်တော်ရဲ့ဦးလေးကလယ်သမားတစ်ယောက်ဖြစ်ပါတယ် My uncle is a farmer. Okay, ကျွန်တော်ရဲ့ဒေါ်လေးကကျောင်းဆရာမတစ်ယောက်ဖြစ်ပါတယ် My aunt is a teacher. Okay, ကျွန်တော်ရဲ့အမကကျောင်းသူတစ်ယောက်ဖြစ်ပါတယ် My sister is a student. Okay, ကျွန်တော်ရဲ့အကိုကအကသမားတစ်ယောက်ဖြစ်ပါတယ် My brother is a dancer. Okay, ကျွန်တော်ရဲ့အကိုဝမ်းခွဲကသင်းမောသားတစ်ယောက်ဖြစ်ပါတယ် My cousin is a sailor. Okay, good job.